ပြီးခဲ့တဲ့ပိုင်းမှာတုန်းကဗန်ဆာမာတယောက်ရဲ့အိမ်ဆောက်တာကိုမြင်လိုက်ကြရပါတယ်အခုမှတော့ဗန်ဆာမာကလည်းသူ့ရဲ့မော်ကတကယ်ကောင်းကြောင်းဒါမှနိုင်ငံကိုကာကွယ်ဖို့လိုက်ဖက်တဲ့မော်ဆိုတာတီးလိုက်ပါတယ်ခမရှင်တို့လည်းဂျေဘယ်ဆာမာရဲ့လက်အောက်အစားဗန်ဆာမာရဲ့လက်အောက်ထဲမှာပဲပိုနေချင်နေကြပါတယ်အက်စပါတာကလည်းဗန်ဆာမာတာကတာပြည်သူတွေတောင်းဆိုတဲ့သူဖြစ်လာပြီးတကယ်ပဲနိုင်ငံကိုအုပ်ချုပ်တာကဗန်ဆာမာနဲ့လိုက်ဖက်တာလို့ပြောလိုက်ပြီးဒီဆာမာလည်းအိမ်လောက်တော့တာကိုမြုံနိုင်ဖြစ်နေတော့ဟိုဒါဆန်လည်းဗန်ဆာမာရဲ့ထုတ်လို့ရမောအားကလူများတွေထက်အသားကြောင်းပြောလိုက်တော့ဗန်ဆာမာလည်းထိတာယူလာခဲ့ဘာမှမလုပ်ဘူးအိမ်ဆောက်ပြီးမှလို့ပြောလိုက်ပါတယ်ဒီဆာမာနဲ့အိုဒါဆန်လည်းဘာလဲဟာလို့ဖြစ်ကြပါတော့တယ်ဒီဆာမာလည်းအခွင့်အရေးရတော့သူ့ရဲ့စစ်တီတွေကိုဟျောင်းနေမြင်တက်တောက်တွေစုခိုင်းလိုက်တော့အိုဒါဆန်နဲ့သူ့ရဲ့စွန့်စားသူတွေကိုစစ်တီတွေကိုမနိုင်အောင်အမြတ်စုခိုင်းလိုက်ပါတယ်အဲနောက်တော့တစ်တာပြန်စုခိုင်းကြီးပေါ်ပေါက်လာခဲ့ပါတယ်အဲကြားတဲ့ရွာသူကြီးကလည်းကုန်ကျရရင်ငါတို့တက်ရလားဆိုတော့ဝန်ဆာမာလည်းတခါတည်းလှုပ်ရင်ပင်ပန်းလွန်ပြီးကြိုထွက်ခဲ့မှဆိုတော့သူတို့အိမ်တွေကလည်းအရန်တွေပြက်နေတော့နေထိုင်ရေးကိုဦးစားပေးပြီးတခါတည်းအကုန်ဆောက်ပြီးမှလို့ပြောလိုက်ပါတယ်အဲနောက်တော့အိမ်ဆုပ်ကနဲ့အိမ်ကောင်းစားတွေကိုပြောင်းလဲပေးလိုက်ပါတယ်ဗန်ဆာမာရဲ့မော်ကကောင်းပေမဲ့အိမ်ဆောက်ဖို့အန်ဂျူကလည်းမွေးကလေးကဖင်မပါခဲ့တာလားဆိုပြီးစောက်တဲ့နီးကိုတိချင်နေကြတော့ဗန်ဆာမာလည်းပြောပြလိုက်ပါတယ်ပြီးတော့အဆင့်တန်းချင်းတူအောင်လည်းအိမ်ကိုတပုံစံနဲ့ဆောက်ပေးထားကြောင်းပြောပြလိုက်ပါသေးတယ်ရွာသူရွာသားတွေလည်းဗန်ဆာမာအတိုင်းဟင်းဒီဟီရွက်တွေလာပေးကြပါတယ်နောက်ပြီးတော့လည်းမြေရှင်အိမ်ရဲ့ဘေးနားမှာအများတောင်းရီကျိုးခန့်လုပ်ပေးလိုက်ပါတယ်အကောင်လုံးကလည်းတဖန်ပြန်ချီကျူးရပါသေးတယ်လုပ်ပုံကရိုးရှင်းပါတယ်ဘလူရီယာကိုရေထည့်ခိုင်းပြီးခမရှင်းကိုလိမ်မုတ်ခိုင်းတယ်ရေကိုပူပေးဖို့အတွက်ပါအလွယ်ကူဆုံးပြောရရင်ကဲမွန်ပူမျိုးပေါ့တိချင်တော့ကိုကိုလိုက်ရှာကြည့်လိုက်ပါအဲနောက်ထဲနဲ့ဘလူဝဲကအတူရီချိုးဖို့ခေါ်နေပြီအခုကြည့်နေတဲ့ကိုရွှေ FA တို့ကိုမဟုတ်ပါဘူးနော်ဗန်ဆာမာကိုပြောတာပါဗန်ဆာမာလည်းလူတန်းငယ်ပေမဲ့အတော်ကြီးနေတော့ရှက်နေပြီးအရင်ဘောကအတန်းနဲ့ဆိုရင်ပြောတာပါအခုလည်းလူကြီးဖြစ်နေပြီလို့အာနာနာနဲ့ပြောပြီးညင်းလိုက်ပါတယ်အဲနောက်ထေးတို့ပဲရေးစိန်နေကြပြီးဗန်ဆာမာအကြောင်းပြောနေကြရင်ထူခြားတဲ့ထက်တန်းစားလို့ပြောလိုက်တော့ထေးကရုတ်တရက်ကြီး TSC ဆိုလို့ဖြစ်ပြီးငငယ်ကလေးကဆောင်းချောက်ခဲ့ရတာလို့ပြောပြီး Trust လို့ပါတော့တယ်ညရောက်တော့ဗန်ဆာမာတို့ကစိတ်နေပြီးခမရှင်ရဲ့ဘလောက်ကိုချီကျိုးနေပြီးခမရှင်လည်းတီးဆာမာနဲ့ရှင်ဘာမှဖြစ်ဘူးလို့ပြောပြီးတီးဆာမာလို့ဖြစ်အောင်လုပ်မယ်ဆိုတော့ဗန်ဆာမာလည်းမလုပ်ဘူးပြောနေချိန်တီးဆာမာကခေါ်တေးလာလို့ပြောပြီးတီးဆာမာတို့လည်းညီလေးကိုတားနဲ့ကာထားပါသေးတယ်ဗန်ဆာမာကလည်းတားမလို့ပါဘူးတေးရက်တေးနဲ့တောင်ရတယ်လို့ပြောပြီးထွက်မဲ့ချိန်တီးဆာမာကဝင်တာပြီးလုံတီးဆက်ဆံရေးနဲ့ခင်မှုမှုတိုးအောင်လို့ပြောပြီးအတူနေလိုက်ကြပါတယ်အဲနောက်တော့အဲ့ရဝင်ကိုဗန်ဆာမာကဝင်လာလိုက်ပါတယ်မနေ့ကတော့ဗန်ဆာမာရဲ့လူတွေရဲ့အကူအညီနဲ့အခွင့်ကျုံးကိုရရှိသွားခဲ့ပါပြီပိုလုံချုံဖို့တက်လည်းအနီးနားမြေကနေရေလမ်းပြောင်းမှုလုပ်တယ်အစ်စပါတာရဲ့အကူနဲ့မီတာ10နဲ့ချီတာကိုတခဏတွင်လုပ်ပြီးဒီနဲ့ခမရှင်တို့ကပြန်တူးတယ်ပြီးတော့ဗန်ဆာမာကမြေတွေနေရန်တွေကိုအနောက်ကနေအားမြင့်ပေမဲ့ယူတီဆာမာကတော့ဘာကိုပျော်ပြီးပျော်ကြီးလုံနေမှမသိနိုင်ပါဘူးအဲနောက်ရှယ်ရှည်တဲ့မြောင်းကနေတဆင်းဒီတမကလုံနိုင်ရင်လဲကုန်တော်ရေးပါလုပ်လို့ရပါသေးတယ်ညနေဆောင်ရတော့ဒီဆာမာလည်းရွာကိုမြင်ရပြီဆိုတော့ဗန်ဆာမာလည်းနားခိုင်းလိုက်တော့ဒီဆာမာကနောက်ကမကြည့်ပဲအထွတ်တက်နေတော့ဗန်ဆာမာလည်းဟိုကောင်တွေကိုချိခိုင်းလိုက်မှဒီဆာမာလည်းလက်ချင်းဝတ်တေးတွေ့ပြီမှဟိုကောင်တွေကြောင့်ဆက်လက်ချင်ပြီမှနားလိုက်ရပါတယ်နောက်ရတော့ဗန်ဆာမာကလောက်ခဲ့တဲ့သူတွေကိုချီကျူးနေပြီးခမရှင်နဲ့ဘေးရနှစ်ကောင်ကပျော်လွန်းလို့လားမသိဘူးမျက်ရည်တွေပါကျနေပြီးရေကာထားတာကိုဝင်ချလိုက်တော့မှရေတွေစီးလာတာကိုမြင်လိုက်ရပြီးလက်ခုပ်တီးပြီးပြောနေကြပါတယ်အဲနောက်ရေပြည့်သွားပြီမှမိုးကြောင့်ရေပြန်ပြည့်မှလည်းပြန်စိုးရင်ရပါသေးတယ်အဲဒါကြောင့်ရွာအနောက်ဘက်မှာရေကန်ဖောက်လိုက်ပါတယ်ရွာဒီကြီးရိုတန်ကလည်းဗန်ဆာမာကိုကျေးဇူးတင်နေပြီးမျိုးလူရရှိသူကြောင့်အခုရေယူရင်မြစ်ထိတွားယူရမလို့တော့ဘူးလို့ပြောလိုက်ပါတယ်တော်ထဲရဲ့တနေရာမှာရက်ထားလုံးရဲ့အထဲမှာတော့အရတာဂျိုးနဲ့သူ့ရဲ့မိခင်လို့ထင်ရတဲ့သူရှိနေပါတယ်ပြီးတော့အရတာဂျိုးကနိုးလာတော့နူညံတဲ့စပင်ကိုပုတ်ပေးနေပြီးအဲ့လိုနူညံတဲ့စပင်ကိုရချင်ရတော့အဲ့နေရာမှာတော့ချွန်ညာလှငားရင်ထည့်ပေးလိုက်တော့ရှယ်ပဲပြီးတော့ပါပြီဒါပဲဇက်လန်ကိုပြန်ဆက်ရရင်အက်ကလေးမလေးကပန်နာမီရာဆာမာကခန့်တယ်လို့ပြောလိုက်ပါတယ်သူကလည်းလက်မထက်ရတဲ့သူကိုခန့်တယ်လို့ပြောရင်ငရေကြီးတတ်တယ်လို့ပြောပြီးရွာကိုရောက်ဖို့ကလူလေးတာကြောင့်ဆက်အိပ်ဖို့ပြောလိုက်ပါတယ်ရွာမှာတော့ဗန်ဆာမာကမြေနေရန်နဲ့ကြောက်တုံးကိုပေါင်းပြီးကွန်ကရစ်လိုမျိုးဟာနဲ့တကားခိုင်မာလာအောင်လုပ်နေပြီးဝက်ကြီးကလည်းအဲ့ဒါနဲ့ဆိုရင်တော့ဘယ်နှမြောက်လောင်မလဲလာစမ်းအေးစိတ်အိပ်ပြီးနေလို့ရတယ်လို့ပြောနေပါတယ်ဗန်ဆာမာကလည်းပိုပြီးစိတ်အေးရအောင်ဆိုပြီးအခြေခံဘလစ်စတက်လုပ်ကြည့်လိုက်ပြီးအရှိမတိုင်းကထိထားတာကြောင့်လည်းရန်သူတွေကိုပြန်ခုခံပြီးပြစ်နိုင်ပါတယ်ရွာကတေးပေမဲ့အပြင်ပန်းပုံကတော့ခန္ဓာမျိုးပုံပေါက်လာပါပြီဒီဆာမာကလည်းအကယ်၍ဗန်ဆာမာရဲ့အစွမ်းကိုဂျေပီဆာမာကတတိပြုမိရင်ခိုရှာကူမျိုးနဲ့စုကသူ့ကိုခေါင်းဆောင်တိုးမဟုတ်အကြံပေးနေရထားရင်တိုးတက်မှာလို့ပြောတော့အစ်ပါတာကအဲ့လိုပြောတဲ့ဘူးခေါင်းဆောင်ကတိုက်ခိုက်နိုင်တဲ့စွမ်းအားကိုဦးစားပေးတာပဲလို့ပြောတော့ဒီဆာမာလည်းမင်းအဲ့ဒါကိုကြည့်ပြီးသိနိုင်မလားဗန်ဆာမာရဲ့အစွမ်းအားကတိုက်ခိုက်ဖို့လုံလောက်တဲ့စွမ်းအားပဲမလားလို့ပြောရရင်
ဗန်ဆာမာရဲ့အစွမ်းကပိုကောင်းတယ်လို့ပြန်ခံပြောတော့အက်စပါတာကလည်းဗန်ဆာမာရဲ့စွမ်းကကာကွယ်ဖို့ပဲသူများနိုင်ငံကိုတိုက်ခိုက်ဖို့မဟုတ်ဘူးဆိုတော့ဒီဆာမာလည်းစိတ်တူတူနဲ့ပြန်အောင်ဟိတ်ဆဲဆိုပြီးစစ်ဆိုတာစစ်သားချင်းတိုက်တာမဟုတ်ဘူးလို့တယောက်နဲ့တယောက်ပြန်ညင်းနေတော့ဗန်ဆာမာကပဲဝင်တာပြီးဒီဆာမာလည်းတရားပေါက်တော်ပြီးထားရင်လိုက်ပါတယ်ပြီးတော့ဗန်ဆာမာတာဆိုရင်နေမြေအကုန်လုံးကစကားမဆုံးခင်မှာပဲအက်စပါတာကဝင်ပြောပြီးခိုရှာကူမျိုးနဲ့နဲ့ချင်းပြီးဘာလို့မှလဲလို့ဆိုတော့ဒီဆာမာလည်းဒီစွမ်းရည်နဲ့ဆိုပြောနေချင်းဗန်ဆာမာပိုက်ကထားအော်တော့ညင်းနေတာနားလိုက်ကြပြီးထင်းကစားဖို့ပြင်ပေးလိုက်ပါတယ်ပြီးတော့တီယာကိုဘယ်လိုတိုးတက်အောင်ဘယ်လိုတွေလုပ်ရမလဲအခုချိန်နေတဲ့အစဉ်ပြေမဲ့ဟာတွေဆွေးနွေးနေကြပါတယ်အက်စပါတာကစားစရာကိုရွာလေကယူမယ်လို့ပြောတဲ့ဗန်ဆာမာကိုဟင်းခန့်မွေးကြံမရှိဘူးပြီးတော့ဗန်ဆာမာကြိုက်တဲ့ချိုတဲ့မုံလို့ဖို့ကုန်ကျန်းပါမရှိဘူးဆိုတော့ဗန်ဆာမာလည်းလန့်သွားပါတယ်စီပွားရေးလျားလို့ရတော့ဆိုတော့စဉ်းစားရကြက်နေပြီးတော်ရဲကိုရောက်ခဲ့တော့တော်ထဲမှာဝက်ကြီးနဲ့ဗန်ဆာမာတို့လည်းရှိနေပါတယ်အဲနောက်ထိန်းတဲ့ကမရှင်တို့ရဲ့လက်နက်ကိုဘလောက်ဆွမ်းလဲဆန်းဖို့လုပ်နေတော့ကိုနှစ်ယောက်သားကလည်းဗန်ဆာမာကရတာကြောင့်နှမျောနေတော့ဗန်ဆာမာလည်းဆန်းဖို့ဖြောင်းပြနေပြီးထဲတို့ကတာမဲတွေဖြစ်နေတော့ဝက်ကြီးကအဲ့ရနှားရဲ့တိုင်းကိုထုတ်ပြီးပခုံးရဲ့နောက်ကျောကတီကိုတုံးထားတယ်မာကျောပြီးကွေးကောင်းလေးရတဲ့ရှယ်ကြီးလေးလို့မိတ်ဆက်ပေးလိုက်ပါတယ်ပြီးတော့ကမရှင်ကိုဗန်ဆာမာကခုတ်ဖို့တောင်းဆိုနေတော့သူလည်းမတတ်တာတော့ဆုံးခုတ်လိုက်ရပြီဝက်ကြီးကအဲ့လောက်တာလေးနှခုတ်လိုက်လို့မရဘူးလေလို့ပြောနေချင်ခုပြုတ်ကြတဲ့တန်ကြတော့ဘေးကိုကြည့်လိုက်တော့ရှယ်ကြွားထားတဲ့ဒီဇိုင်းကပြက်ပြီးပြုတ်ကျသွားတာပါဗန်ဆာမာလည်းတစ်တာနဲ့လှုပ်တဲ့ဓာတ်ကကျန်းလုံးတာကြောင့်အံ့ဩနေပြီးဝက်ကြီးလည်းရှယ်အောင်ဝင်နေတော့သူ့မော်နဲ့ကောင်းအောင်ပြန်လှုပ်ပေးလိုက်ပါတယ်အဲ့ချိန်အိုရူဆန်ကရောက်လာပြီးရှားပါတဲ့ကြောက်တွေပြောလိုက်ပြီးတော့ကျင်းနှံငွေရှေရော်နဲ့ရတယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးကြောက်ကတော့မီတရီကြောက်ဆိုတော့ဗန်ဆာမာလည်းအံ့ဩတော့ပါတယ်ပြီးတော့ကြောက်ကြောင်ဆွေးနေလိုက်ကြပြီးတန်ကြောက်ကိုတုံးလိုက်ပါတယ်ဝက်ကြီးလည်းသူ့အတွက်ဓာတ်လို့ဖို့တောင်းဆိုနေတော့ဗန်ဆာမာလည်းလုံမဲ့ပုံစံပုံဖော်ပြီးလှုပ်ပေးလိုက်ပါတယ်ပြီးတော့တားရှိပြန်လှုပ်လိုက်ပြီးကျန်တဲ့သူတွေကရောလိုချင်တော့ပေးလိုက်ပါတယ်မီတရီလို့ရှားပါတဲ့ကြောက်ကတောင်မှမထွက်ပဲတော်ထဲမှာထွက်နေတော့တမျိုးဖြစ်နေပြီးထူးဆန်းတဲ့အခြေအနေရဆိုရင်တန်ကွန်အနီးနားမှာဆိုရင်တော့ဖြစ်နိုင်တယ်တန်ကွန်အကြောင်းကိုအက်စပါတာကပြောပြလိုက်ပြီးအကုန်လုံးကလည်းတန်ကွန်ကိုမရှာခင်ရောက်ကိုတိုးတက်အောင်လှုပ်ဖို့တိုင်ပင်လိုက်ပါတယ်အကြောင်းကအန်တီများတာကြောင့်ပါဗန်ဆာမာနဲ့ထေးတို့ကရောက်ကိုပတ်နေချိန်ရွာသားတယောက်ကအမောဘရန်လီစာတွေလာနေပြီဆိုပြီးရွာသားတယောက်ကတူမပြန်လာပြီဆိုပြီးအော်ပြီးပြေးလာတော့တကားကိုအမြန်ပိတ်ခိုင်းလိုက်ပြီးကြောက်နေတဲ့ရွာသားတွေကိုလည်းအရေးကြီးတဲ့တိုက်ပွဲဖြစ်တာကြောင့်အကောင်လုံးပူပေါင်းပြီးတိုက်ဖို့အပိစကားတွေဗန်ဆာမာကပြောလိုက်ပါတော့တဲ့နောက်နေ့တွေများမှလည်းအသေးသေးတွေတော့အပိုင်းတွေကားတစ်တွေကိုနေ့စဉ်နဲ့မပြတ်အောင်တင်ဆက်နိုင်တင်ဆက်တော့မှကြောင့် channel ကို subscribe လုပ်ထားဖို့အကြံပေးပါရစေ